အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒါကေတာဝိုင်းနေတရားရှိတော်ဘုရားမြောက်ဘက်ဆောင်ထဲမှာပေးရဟောနေတဲ့ဆရာထိုင်အောင်ကိုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေကြာသာပရိသတ်သမီးများအတွက်17ရက်6လနေပြီးတော့18ရက်6လအတွင်းတပတ်အတွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာအကောင်းဆုံးကိုတဲတော်ကဖြင့်နမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်ကြာသာပရိသတ်သမီးတွေကဒီကာလမှာဟိုကလောကကောင်းလို့ဒီကလောကကောင်းလို့အချိန်ကုန်သွားတယ်နောက်တစ်ခုခုစောင့်ချပြီးလုပ်ဖို့လိုတယ်နောက်ဒီကာလအပြိုင်ဆိုင်တွေနော်များနေတဲ့ကာလလည်းဖြစ်ပါတယ်เนาะအတိုက်ခံနေတဲ့များနေတဲ့ကာလလည်းဖြစ်ပါတယ်လက်ရှိငွေကြေးနဲ့ပတ်သက်လာရင်တော့တူလို့တလိုင်းဖြစ်သွားတတ်တယ်ရမယ့်ဥစ္စာတွေမရဘူးပေးစရာရှိတာတွေပေးရလိမ့်မယ်ပြီးတော့ကိုကသူတစ်ပေါက်အာမခံရတာရှိရင်တော့ဒီကာလမှာစိုက်ပြီးရောရတတ်ပါတယ်နောက်မိတ်ဆွေနဲ့ပတ်သက်လာရင်ဒီကာလမှာမိတ်ဆွေတွေပတ်သက်ပြီးတော့ကျမကြီးညတဲ့တဲ့င်းတွေစေးုံစေကန်းရောက်တဲ့တဲ့င်းတွေကြားတဲ့ကာလလည်းဖြစ်ပါတယ်နေရာထိုင်ခင်းနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ဒီကာလမှာအပြောင်းအရွှေ့တွေရှိပါတယ်အဲ့ဒါကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပါတယ်နောက်မိခင်ကျမကြီးနဲ့ပတ်သက်လာရင်ဒီကာလကတော့စိုးရင်စရာမရှိပါဘူးမိခင်ကျမကြီးကတော်တော်များများကာလလည်းဖြစ်ပါတယ်သားသမီးနဲ့ပတ်သက်လာရင်တော့ကလေးတွေကိုအမြင့်မတက်နိုင်ပါနဲ့เนาะလိမ့်ကြတတ်တယ်ချောကြတတ်တယ်ပြီးတော့မီးလျှက်စစ်ကိုင်တာလေးတွေသတိထားပါအပူလောင်မယ်တက်လိုက်တယ်မယ်အဲ့တော့ကြာသာပရိသတ်သမီးဒီကာလမှာရံပွဲတစ်ပွဲကြုံရင်ကြုံမကြုံရင်အမှုခင်းပြဿနာတွေရှင်းရတတ်တယ်เนาะငယ်သူများဖို့ကတော့အခြေပါအလိန်ခံမဲ့ကာလလည်းဖြစ်ပါတယ်နောက်အခြေနဲ့ပတ်သက်လာရင်အထီလည်းရှလွယ်ပေါ့နော်ပောက်ကွဲလို့တဲ့ကာလလည်းဖြစ်ပါတယ်အခြေကအကောင်းဆုံးတဲ့ပေါ့နော်အစိုးဘက်ကိုများနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့အိမ်တော်ရှင်များအဖို့ကတော့အိမ်တော်ဘက်အလိန်ခံရမယ်ရေနာချောင်းနာမှာနော်နေတဲ့လူကလိန်နာကိုခံရတတ်ပါတယ်ကျမကြီးနဲ့ပတ်သက်လာရင်တော့စိုးရိမ်စရာဘာမှမရှိပါဘူးကျမကြီးကောင်းပါတယ်တော့ဒီကာလမှာအတွေးခေါ်ယူစားတယ်မကောင်းပါဘူးเนาะတချို့လုပ်ချင်တဲ့စိတ်တွေတစောက်ကလုပ်ချင်တဲ့စိတ်တွေပေါ်လာတတ်တယ်เนาะလုပ်ဖို့လည်းကျွန်တော်တို့အခွင့်အရေးမပေးပါဘူးเนาะကောင်းကျိုးမပေးတဲ့ဆရာเนาะတွေ့ရတတ်တယ်ကိုရီမတ်ထားတဲ့ရီမတ်ချက်တွေကဒီကာလမှာကျွန်တော်တို့အဆင်မပြေသေးပါဘူးเนาะလေးလံတော့တတ်တယ်ခက်ခွာတော့တတ်တယ်เนาะအလုပ်ကိုင်းနဲ့ပတ်သက်လာရင်တော့ဒီကာလဟာအစစရဲအဆင်ပြေနေမယ်ကံတရားနဲ့ပတ်သက်လာရင်လည်းအကြီးအကျယ်ကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေတိုးချဲ့လို့ရတယ်နော်ပုံစံတွေပြောင်းလို့ရတယ်နော်စက်တုလုပ်မယ်ဆိုလည်းလုပ်လို့ရတယ်အဲ့တော့ဒီကာလဟာကံကောင်းနေတဲ့ကာလလည်းဖြစ်တယ်ဝေးကြီးနဲ့ပတ်သက်ရင်ပူစရာမလိုပါဘူးနော်တရားမင်းစင်ပြီးမလိုက်တယ်လို့ပဲကိုမှရှိတဲ့နော်ခက်ခဲနေတဲ့ငွေကြီးခက်ခဲတွေဟာအဆင်ပြေတော့တဲ့နော်ဒီကလာငွေဝင်များမယ်ကျွန်တော်တို့လာစာတိုးတာဖြစ်ဖြစ်ဘောနက်ရတာဖြစ်ဖြစ်နော်လာစာအဲငွေကြီးနဲ့ပတ်သက်ပြီးတော့အထူးထူးကဲကဲဝင်မဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကိုမှရှိတဲ့အញ្ញံလေးတွေပြပြောင်းသွားပြီးတော့ကောင်းကျိုးချမ်းသာရဖို့အတွက်တီလာရှင်ကိုကျွန်တော်တို့ငွေ200သို့မဟုတ်2000ပေါ့နော်ကိုတက်နိုင်တယ်လို့လှူဒန်းပြီးတော့လိုရဆိုတော့မှာအဲ့လိုလူရလိုက်မယ်ဆိုရင်ကိုယ်မှာခက်ခဲနေတဲ့ခက်ခဲတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော်မှာဖြစ်ပါတယ်ခင်ဗျာ